အဲ့ဒီမှာတက်ရှိဖြစ်လာပြီဆိုတော့ထူးဆန်းတာကသူတို့ရဲ့ genes တွေ DNA တွေထဲမှာပန်းနိုင်နှစ်ခုပဲလို့ဖို့ရှိရယ်ပထမတစ်ခုကတော့ခက်ခဲကြမ်းတမ်းတဲ့ပတ်ဝန်းကျင်အခြေအနေတွေကိုစ조사ရှင်သန်နေထိုင်ဖို့ရယ်နောက်တစ်ခုကအဲ့ဒီသူတို့စ조사ရှင်သန်ရင်းနဲ့ရလာတဲ့စွမ်းရည်ကိုနောက်မျိုးဆက်ကိုလက်ဆင့်ကမ်းဖို့ရယ်အဲ့နှစ်ခုပဲအဲ့ဒီပန်းနိုင်နှစ်ခုကိုရဖို့စ조사ရင်းနဲ့ကဘာပေါ်တက်ရှိတွေစင်ကဲပြောင်းလဲမှုဖြစ်စဉ်တွေစပြီးဖြစ်လာပါတယ်အင်္ဂလိပ်လိုဆိုရင်တော့ evolution ပေါ့အဲ့ဒီစင်ကဲပြောင်းလဲမှုဖြစ်စဉ်ကဘယ်လိုလဲဆိုရိုးရှင်းဆုံးဥပမာတစ်ခုပြရရင်တရားမျိုးစိတ်တစ်ခုကအစာရည်စာနှဲပါလာလို့အသက်ရှင်အောင်ဆိုပြီးတော့အစာရည်စာပေါ်မြိုင်နေရာကိုပြောင်းတယ်အဲ့ဒီပြောင်းတဲ့နေရာအရင်အေးတဲ့နေရာဖြစ်နေအဲ့ဒီအခါမှာအဲ့ဒီတရားစူးစမ်းရှင်သန်နေထိုင်ရင်းနဲ့နောက်မျိုးဆက်တွေမှာအေးတဲ့ပိုးခန်းနိုင်အမွှေးတွေပိုးရှိတဲ့တရားတွေဖြစ်ပြောင်းလဲလာတာကိုအဲ့လိုစင်ကဲပြောင်းလဲမှုဖြစ်စဉ်လို့ခေါ်ပါတယ်အဲ့ဒီတော့ဆက်ပြောရရင်ဒီ cell တစ်ခုရဲ့နဲ့ပထမအဆုံးသက်ရှိလေးတွေကအသက်ရှင်ဖို့စူးစမ်းနေထိုင်ရင်းနဲ့သူတို့တကောင်နဲ့နေရတဲ့တကောင်နဲ့တကောင်ပူပြီးနေရတကောင်နဲ့ကိုတကောင်ဝင်းနေတာပို့ပြီးတော့အသက်ရှင်နိုင်ဖို့အခွင့်အရေးပိုများတယ်ပြီးကြတော့ပို့ပြီးတော့ကြာအသက်ရှင်နိုင်တယ်ဆိုတာကိုတွေ့ရှိသွားတယ်အဲ့ဒီလိုနဲ့အဲ့ဒီ cell တစ်ခုရဲ့ပါတဲ့အကောင်လေးတွေကတကောင်နဲ့တကောင်မိခိုနေထိုင်ပြီးတော့ cell အများကြီးပါတဲ့အကောင်တွေဖြစ်ကြီးတဲ့ကောင်ကသေးတဲ့ကောင်ကိုစားနေစွမ်းရည်နေရပြီးတော့သူတို့တက်ရှိမျိုးစိတ်အသစ်တွေအများကြီးထွက်ပေါ်လာပါတယ်အဲ့ဒီအကောင်လေးတွေကမှမျိုးစိတ်တစ်မျိုးကနေအောင်ကြီးကနေအစာချက်လုပ်ပြီးတော့အောက်ဆီဂျင်ပြန်ထုတ်ပေးတဲ့ရေညှိတွေအဖြစ်ပြောင်းလဲသွားတယ်ဒီလိုနဲ့ကမ္ဘာပေါ်မှာအဲ့ဒီရေညှိလေးတွေကနှစ်တန်းပေါင်းများစွာအောက်ဆီဂျင်တွေထုတ်ပေးပြီးတော့လေယူထဲမှာအောက်ဆီဂျင်တွေများလာပြီးတော့ခရမ်းလွန်ရောင်ခြည်ကိုကာဝယ်ပေးနိုင်တဲ့အိုဇုံးလွှာတွေလည်းစပြီးတော့ပေါ်ပေါက်လာတယ်ဒီချိန်မှာကမ္ဘာကြီးကလေထုအလွှာတွေလည်းဖြစ်ပြီးတော့နေအောင်ကြီးကအပူစွမ်းရည်တွေကိုလည်းပြန်ထွက်မသွားအောင်လှောင်ထားနိုင်ပြီးအောက်ဆီဂျင်တွေလည်းများလာပြီဆိုတော့တက်ရှိတွေအတွက်အခွင့်အရေးကပိုကောင်းလာပါပြီ